တဲ့အတိုင်းအခုဖြစ်ပေါ်သွားတယ်ငလင်ကြီးอ่ะတော်တော်လေးကိုကြမ်းနေနော်ဒီတော့မမဝိုင်ကဒီငလင်ဖြစ်နေတဲ့အချိန်တွင်းမှာဘယ်လိုမျိုးစောင်းရန်ရှောင်းရန်လေးတွေကိုမမဝိုင်ကြည်နူးလေးနဲ့တူတူတရုပ်ဖော်ပြီးတော့တေချာလေးရှင်းပြသွားမယ်နော်တချို့အကြောင်းအရာတွေကလူကြီးရဲ့တီးပြီးသားလည်းဖြစ်နိုင်တာမလို့တီးပြီးသားသူတွေကကြတော့ဒီဗီဒီယိုလေးကိုကြော်ပြီးကြည့်သွားလို့ရရယ်နော်မမဝိုင်ကကြတော့မမဝိုင်ရဲ့ fan တဲတုံးလေးတွေအတွက်ကိုမမဝိုင်က knowledge sharing အသိပညာပေးရလို့ပဲခေါ်မလားပြောပြခြင်းနာပေါ့နော်အနေရကင်းအောင်လို့ပြောပြခြင်းတဲ့သဘောနဲ့ဒီဗီဒီယိုလေးကိုတင်ဆက်လိုက်တာပါတဲတုံးလေးတို့ရေငလင်စပြီးတော့လှုပ်လာပြီဆိုရင်ကြတော့ကိုနေထိုင်နေတဲ့အဆောက်အဦကိုအရင်ဆုံးချက်တင်တယ်ပေါ့နော်အခုဖြစ်ပေါ်သွားတဲ့ငလင်မှာဆိုရင်အဆောက်အဦလိုက်ကြီးကပြိုကျတာမျိုးတွေအများကြီးတွေ့ရတဲ့အတွက်ကြောင့်ကိုနေတဲ့အဆောက်အဦကမခိုင်ခံဘူးဆိုရင်တော့အပြင်ကိုအချိန်မီပြေးထွက်မှရမယ်ပေါ့နော်ကိုနေတဲ့အဆောက်အဦကခိုင်ခန့်နေဆိုရင်တော့အိမ်ထဲမှာပဲလုံခြုံတဲ့နေရာမှာပုံဖို့အတွက်ကိုရှာဖွေရမယ်ပေါ့အဲ့မှာမမဝိုင်းနှစ်ပိုင်းပြန်ခွဲလိုက်မယ်ပေါ့ကိုကဒါအဆောက်အဦကမခိုင်ခန့်လို့ပြေးထွက်ရပြီဆိုရင်တဲတုံးလေးတို့ကအိမ်ပဲဆိုရင်တော့အိမ်ရှိကိုတိုင်းလက်ချေလွတ်လို့ပြေးထွက်လိုက်လို့ရရပေါ့နော်မဟုတ်ဘူးသူကကွန်ဒိုတွေတို့နောက်ပြီးတော့ကြတော့အဆောက်အဦ shopping mall လိုနေရာမျိုးတွေရောက်နေပြီဆိုရင်တော့ဓာတ်လေကားကိုလုံးဝသုံးလို့မရဘူးနော် emergency exit ဖြစ်ရိုးရိုးလေကားကွာအဲ့လိုလေကားကနေပဲဆင်းရပါမယ်ဓာတ်လေကားတွေကနေပြီးတော့အသုံးမပြုရတော့ဘူးနော်နောက်ပြီးတော့ကြတော့ကိုကအတင်ကိုရောက်သွားပြီဆိုရင်လေလွတ်လွတ်လပ်လပ်ကြီးနေလို့မရသေးဘူးငလင်ကဆက်လုံးနေသေးတယ်ပြီးခါစားမျိုးဆိုရင်အပြင်ထွက်သွားတာတော့မှဘေးကအဆောက်အဦတို့မျောစင်းတို့အဲ့ဒါမျိုးတွေကပြုတ်ကျတတ်တဲ့အတွက်ကြောင့်အပြင်ရောက်ပြီဆိုတာနဲ့ကိုယ့်ရဲ့မျက်လုံးကအပြင်တွေကိုတစ်ချက်လေ့လာရမယ်နော်ပြုတ်ကျတဲ့ဓာတ်တိုင်းတို့ဘာလို့ရှိတဲ့နေရာမျိုးတွေဆိုမှမနေရဘူးခက်ဝေးဝေးကိုပြေးရမယ်နော်အပြင်ကိုကမထွက်ဘူးကိုယ့်အဆောက်အဦကခိုင်ခန့်လို့အထဲမှာပဲပုံမဲ့ဆိုရင်တော့ပုံမှုနေရာစပြီးရှာတော့မယ်အဲ့ချိန်မှာလဲငလျင်ကလှုပ်နေတာဖြစ်တဲ့အတွက်ကြောင့်ကွာလုံးဝကြောက်အားလန့်အားနဲ့ဟိုပြစ်တီပြေးတာမျိုးမလုံးနဲ့နော်စိတ်ကိုနည်းနည်းလေးတီတီငိမ့်ငိမ့်လေးနဲ့ခိုင်ခန့်တဲ့ပစ္စည်းတစ်ခုကရှားတော့မယ်စပွဲကုံတို့မာတဲ့ဥစ္စာမျိုးအပေါ်ကပြုတ်ကြရင်လည်းဒဏ်ခံနိုင်တဲ့မာတဲ့ဂဒင်းလိုပုံစံမျိုးစပွဲကုံလိုပုံစံမျိုးတွေမှာဝင်ပြီးတော့ပုံလို့ရတယ်ပြီးတဲ့အခါမှာအရေးကြီးဆုံးကကြတော့ခေါင်းရယ်ဇက်ကယ်ပေါ့နော်ခေါင်းကိုအကာအကွယ်တစ်ခုယူရမယ်နော်တဲ့တုံးလေးတို့လွယ်တာပေါ့ကွာကိုဘေးနားမှာမာတဲ့ပစ္စည်းဘာရှိလဲဆိုတာတစ်ချက်ကြည့်လိုက်မယ်ထမင်းအိုးတို့မန္တလေးတို့ဘာလို့မှကြာဆိုင်ကယ်အုပ်ထုပ်တို့တွေ့ရလှမ်းပြီးတော့ခေါင်းအကာအကွယ်လေးတစ်ခုယူပေးပါတကယ်လို့မလွယ်ဘူးကိုကအိတ်နေရနဲ့နိုးလာတာမျိုးဆိုရင်တော့ဘေးနားကလွယ်တဲ့ခေါင်းအုံကြတော့မာတာမဟုတ်တော့ဘူးပျော့လာတာပြန်ဖြစ်ပြန်တယ်ဘာကြောင့်လဲဆိုဒါပေမဲ့ तू ကကြတော့ soft cushion လိုမျိုးပုံစံမျိုးတခုခုကကိုရိုက်မိတယ်ဆိုရင်တော့ပျော့ပျော့လေးဖြစ်နေတဲ့အတွက်ကြောင့်ခေါင်းပြန်လာတော့ခွက်ခနဲခွဲရမျိုးမဖြစ်လာအောင်လို့ cushion လိုသဘောမျိုးလေးဖြစ်အောင်လို့ soft ဖြစ်တဲ့ခေါင်းတို့နဲ့လည်းကာကွယ်ယူထားလို့ရတယ်မပုံရမယ်မနေရမယ်နေရာတွေကကြတော့ကွဲလွယ်တဲ့မှန်ပတင်းပေါက်တွေနောက်တော့မှန်အနေနဲ့လုပ်ထားတဲ့ဘီဒိုတွေအဲ့နေရာတွေတော့မနေရဘူးနော်ဘာကြောင့်လဲဆိုတော့ तू ကကြတော့လောက်ခါမဲ့အရှိန်ကြောင့်မှန်ကလာပြီးတော့လွင့်စင်နိုင်တယ်လို့ပြုတ်ကြတဲ့အရှိန်ကြောင့်လည်းမှန်ကွဲနိုင်တယ်အဲ့ဒါတွေကကြတော့အကုန်လုံးထိခိုက်နိုင်တဲ့အတွက်ကြောင့်ကွဲနိုင်တဲ့ပစ္စည်းနေရာမျိုးတွေမှာတော့မပုံခိုအောင်နော်နောက်တစ်ခုကကြတော့ရှည်ကြီးနဲ့ထောင်နေတဲ့အရာမျိုးတွေမှာဆိုလည်းမနေရဘူး။ तू ကကြတော့ရှည်နေရဖြစ်တဲ့အတွက်ကြောင့်လှုပ်ပြီးဆိုရင်တရင်တိုင်းဖြစ်တော့လူပေါ်ကိုပိနိုင်တယ်။အဲ့လိုပစ္စည်းတွေရဲ့ဘေးမှာလည်းမပုံအောင်နော်။နောက်ပုံခုလို့ရတဲ့နေရာတစ်ခုကကြတော့ safe zone ပေါ့နော် triangle area ဆိုပြီးတော့မမဝိုင်း photo လေးတွေလည်းတစ်ချက်ပြထားတယ်။ तू ကကြတော့မာတဲ့ပစ္စည်းတစ်ခုခုရဲ့ဘေးနားမှာဝှဝှကလေးနေရာမျိုးဆိုရင်လည်း safe ဖြစ်တယ်ပေါ့နော်။ तू ကဘာကြောင့်လဲဆိုတော့အပေါ်ကပစ္စည်းတစ်ခုပြီးကြတာပဲဖြစ်ဖြစ်ပြိုကျတာပဲဖြစ်ဖြစ်ဆိုရင်မာတဲ့ပစ္စည်းကိုအရင်ထောက်ပြီးသွားမှဒီလိုကွေးကျသွားမှဖြစ်တော့ triangle လိုလေးဖြစ်နေတဲ့နေရာလေးက safe zone ပဲ။အဲ့တော့ကြောင့်ကွာပစ္စည်းမာတဲ့နေရာမျိုးတွေမှာဆိုရင်ပုံခုလို့ရပါတယ်။ Okay ပေါ့နော်ဒါဆိုရင်ဒီ earthquake ငလင်ကနေပြီးတော့လွတ်မြောက်သွားပြီဆိုရင်လေတကယ်အင်အားကြီးငလင်နေပြီးတဲ့အခါမှာအခုဆိုလဲတဲတုံးလေးလို့ဆိုရင်လည်းသိကြမှာပါနော်ငလင်အင်အားကြီးငလင်ပြီးတဲ့အခါမှာနောက်ဆက်တွဲငလင်လေးတွေကဆက်လိုက်လာတဲ့အခါမှာဒီတစ်ခါမှာတော့မမဝိုင်ကကြိုတင်ပြင်ဆင်ထားလို့ရပြီတကယ်တမ်းကျအကွက်ကကြတော့ဘယ်ချိန်ဖြစ်မလဲဆိုတော့မသိဘူးကြိုတင်ခံမှန်းလို့လုံးဝမရဘူးနော်အခုမမဝိုင်ပြောတာကကြတော့ဒီလိုအင်အားကြီးငလင်ဖြစ်ပြီးရင်တော့တေချာပေါက်နောက်ဆက်တွဲငလင်ကတော့လာမှာဖြစ်တဲ့အတွက်ကြောင့်ဒီနောက်ဆက်တွဲငလင်တွေအတွက်ကိုတော့မမဝိုင်တို့က precaution တွေယူထားလို့လုံးဝရပြီနော်တေချာ preparation လုပ်ထားလို့ရပြီပေါ့ထိခိုက်ဆုံးရှုံးမှုတွေမရှိအောင်လို့အဲ့ချိန်မှာပထမဆုံးပြင်ဆင်ထားရမှာတော့ကိုနေမဲ့အစာအုပ်ကိုအရင်ဆုံးကြည့်ရတော့မယ်နော်မခိုင်ခံဘူးဆိုရင်တော့လုံးဝမနေသင့်တော့ပါဘူးခိုင်ခန့်နေဆိုရင်တော့ခိုင်ခန့်လို့နေလို့ရသေးတယ်ဆိုရင်တော့ကိုယ့်အိမ်မှာရှိရဲ့ပစ္စည်းတွေကိုဗီဒီယိုတွေရဲ့အပေါ်မှာပစ္စည်းတွေတင်ထားတာလို့ပြုတ်ကျနိုင်တဲ့ပစ္စည်းတွေကွာကိုယ့်ကိုထိခိုက်နိုင်တဲ့ဟာမျိုးတွေဆိုရင်ကြိုတင်ပြီးဖယ်ရှားထားတင်ပြီနော်နောက်တစ်ခုကကြတော့ first aid kit ဆောင်ထားရတော့မယ်တဲတုံးလေးတို့ရေအဲ့ဒါအရေးကြီးပါတယ်ကိုတကူစားအတွက်ကတော့တဲတုံးလေးတို့အရွယ်ဆိုရင်လည်းပြင်ဆင်ထားရပါမယ်နော်မမဝိုင်းဒီချာလေးမှားလိုက်မယ်နော်ကိုရဲ့တဆွဲတာပေါ့တဲတုံးလေးတို့ဆိုရင်တော့ကြောက်ဖို့လွယ်အိတ်တို့ဘာလို့ထဲမှာဘာထည့်ထားရမလဲဆိုတော့ရေအစားအစာ flashlight ဆက်တယ်ဖို့အတွက်ကို phone power bank နေအရေးကြီးလိုအပ်တဲ့ဆေးဝါးတွေအစင်သင်းပြင်ဆင်ထားဖို့လိုမယ်နော်အ
လိုပြင်ဆင်ပြီးသွားပြီဆိုရင်တော့နောက်ဆက်တွဲငလင်တွေကိုတတိပေးနောက်ပြီးတော့တဲတုံးလေးလို့ဆိုရင်ကြတော့ဖုန်းတို့ tablet တို့ကျွမ်းပါတယ်အဲ့ထဲမှာဆိုရင် Aquid Alarm တွေ application လေးတွေထည့်ထားလို့ရတယ်နော်ပြီးပြီဆိုရင်တော့တတိဝရိယလေးနဲ့နေဖို့လိုအပ်ပါတယ်မမဝိုင်ရဲ့အရန်ချရတဲ့တဲတုံးလေးတွေတယောက်ချင်းစီတိုင်းဘေးကင်းလုံခြုံပါစေမမဝိုင်ကအမြဲတမ်းကိုစူတောင်းတာပို့ပေးနေရနော်နောက်ပြီးတော့မမဝိုင်တို့ငလင်ဘေးနဲ့ပတ်သက်လို့လည်းအလူတွေလုပ်နေပါတယ်မမဝိုင်တို့ကိုယ်တိုင်ကနေပြီးတော့ဆိုင်ရနေမတီလူငွေ10သိန်းနဲ့စကိုင်းမှာဖြစ်နေတဲ့ငလင်ဘေးအတွက်ကိုလှူဒန်းထားတာရှိပါတယ်တခြားဒီမှာလည်းမမဝိုင်လှူထားတာလည်းရှိရပေါ့ဒါကတော့မမဝိုင်တို့တကယ် main လုပ်ထားတာပေါ့အဲ့ထဲမှာဝင်ပြီးတော့ပါဝင်လှူဒန်းခြင်းနဲ့တဲတုံးလေးတွေရှိရဆိုရင်လည်းမမဝိုင်တို့ကိုဆက်သွယ်ပြီးတော့ပါဝင်လှူဒန်းအားဖြည့်ပေးလို့ရပါတယ်တဲတုံးလေးတွေရောတဲတုံးလေးတွေမိသားစုတွေအကုန်လုံးရောဘေးကင်းလုံခြုံကြပါစေအော်နောက်ပြီးတော့မမဝိုင်ဒီရပိုင်းလေးမှာမမဝိုင်တို့ရဲ့ဗီဒီယိုလေးတွေကိုတော့မတင်သေးဘူးနော်တဲတုံးလေးအရင်အဟောင်းဗီဒီယိုလေးတွေကိုပဲကြည့်ပြီးတော့အားပေးပေးပါအခုကကြတော့ငလင်နဲ့ပတ်သက်တဲ့သတင်းတွေကပို့ပြီးတော့အရေးကြီးတာဖြစ်တဲ့အတွက်ကြောင့်မမဝိုင်တို့ဗီဒီယိုကြောင့်အနောက်ရှက်ဖြစ်တာပဲဖြစ်ဖြစ်သတင်းတွေဖုံးသွားမှာဆိုရတဲ့ကြောင့်မမဝိုင်တို့ကစားတဲ့ဗီဒီယိုလေးတွေကိုတော့ဒီရပိုင်းမှာမမဝိုင်တို့ရန်နာထားအောင်မယ်နော်တဲတုံးလေးတို့နော်အရင်အဟောင်းဗီဒီယိုလေးတွေကပဲအားပေးပေးပါအားလုံးကိုဘေးကင်းကြပါစေအကုန်လုံးချစ်ပါတယ်မမဝိုင်တဒါ